အားလုံးပဲမင်္ဂလာပါလို့အတိတ်တစ်ဖက်ပြန်လည်ပြီးတော့တွေ့ရတဲ့အတွက်ဖခင်ရဲ့ကျေးဇူးတော်ကိုချီးမွမ်းနေဒီနေ့မှာတက်တည်ခံချက်နှစ်ခုရှိတယ်ပထမဦးဆုံးတက်တည်ခံချက်ကတော့အဖွားရဲ့တက်တည်ခံချက်ဖြစ်တယ်ဆိုတော့အဖွားကသူ့မှာရင်သားကင်ဆာရှိတယ်ပေါ့နော်အဲရင်သားကင်ဆာရှိတဲ့နေရာနဲ့စပြီးတော့ကျွန်မဆူတောင်းပေးတဲ့အရာတစ်ခုကတော့သူမရဲ့ယုံကြည်ခြင်းကိုပြန်လည်ပြီးတော့တည်ဆောက်ပေးပါသူမအထဲမှာပြန်လည်ပြီးတော့ကိုရောရဲ့စကားကိုထည့်သွင်းပေးပါဆိုပြီးတော့ဆူတောင်းပေးထားတာဖြစ်တယ်ပေါ့နော်ဒါဒီနာမကလေးပဲနဲ့ပြီးခဲ့တဲ့ Monday နေ့ကပေါ့နော်ဒီအဆုတ်မှာအဖုလေးတစ်ဖူထပ်ပြီးတော့တွေ့တယ်ဆိုပြီးတော့ဆရာဝန်တွေကပြောတဲ့ချိန်မှာထပ်ပြီးတော့စစ်တဲ့အခါမှာအဆုတ်ကင်ဆာဖြစ်တယ်ဆိုပြီးတော့ဆရာဝန်တွေကပြောတယ်အဲ့ချိန်မှာအဖွားကကြောက်သလားဆိုတော့မကြောက်ဘူးဆရာဝန်တွေကိုပြန်ပြီးတော့ပြုံးပြလိုက်ဆရာဝန်တွေကအရန်အံ့ဩတယ်ပေါ့နော်ခမားဘာဖြစ်လို့မကြောက်တာလဲတချို့တွေဆိုလို့ရင်ပြောလိုက်တာနဲ့စိတ်တက်ကြသွားတယ်ခမားကဘာကြောင့်ပြုံးနိုင်ရတာလဲလို့ဆရာဝန်တွေကမေးတယ်အဲ့ချိန်မှာအဖွားကငါ့အထဲမှာတဲ့ဖျားစကားရှိထားတယ်ဖျားစကားကငါ့ကိုပြောထားတာရှိတယ်ပေါ့နော်ဆိုတော့အဲ့ဒါလေးကဘာလဲဆိုတော့ဆာလန်ဂျန်112ကအခန်းငယ်ခုနှစ်ပေါ့နော်မကောင်းသောတည်င်းကိုမကြောက်ရစိတ်နှလုံးသည်သာရဖျားကိုကိုးစားသဖြင့်တည်ကြည်တတ်၏တဲ့အာမင်သူ့ကိုဆရာဝန်တွေကဘလို့ပဲလာပြောနေပါစေသူ့အထဲမှာဖျားစကားရှိတဲ့အခါမှာသူကညီတချင်းရရှိတယ်ပြုံးနိုင်တယ်စားနိုင်တယ်ပေါ့နော်ဒါကတော့သူရဲ့တတိခံချက်လေးဖြစ်ပါတယ်လို့နောက်ထပ်တတိခံချက်တစ်ခုကျတော့ကျွန်မရဲ့တတိခံချက်ဖြစ်တယ်ကျွန်မလည်းဒီလိုပဲစုံစမ်းခြင်းပေါ့နော်ခံရတာဖြစ်တယ်ပေါ့စုံစမ်းခြင်းခံရတာဖြစ်တယ်ဆိုတော့မျိုးရင်းသာသနာကိုပေါ့နော်ပထမဦးဆုံးအကြိမ်ဖျားခိုင်းတာဖြစ်တဲ့အတွက်ကြောင့်နော်နည်းနည်းလေးစုံစမ်းခြင်းကြုံရတယ်ဆိုတော့အဖွားကဆေးရုံရောက်နေဆို Monday to Friday ပေါ့နော်တောက်ကြနေ့မှာဆေးရုံကနေဆင်းတာဖြစ်တယ်ပေါ့နော်ဆိုတော့အဲ့ဒီကြားထဲမှာဘယ်လိုတွေဖြစ်နေလဲဆိုတော့ငါဆရာနဲ့ဆရာကင်းကိုပေါ့နော်ပြောလိုက်ရင်ကောင်းမလားဒီတစ်ပတ်မလားပြတော့ဘူးအစင်မပြေတော့ဘူးလို့ပြောလိုက်ရင်ကောင်းမလားဆိုပြီးတော့အတွေးခေါ်တွေကအမင်းဝင်နေတာပေါ့နော်ဒါနဲ့တစ်ဖက်ကပြန်ပြီးတော့ကြည့်မယ်ဆိုလို့ရင်လည်းပထမဦးဆုံးအချိန်ဖခင်ကစိတ်ချလို့ခိုင်းတာဖြစ်တဲ့အတွက်ကြောင့်ပထမဦးဆုံးအချိန်ရမယ့်ကောင်းကြီးကိုလက်လွတ်မစေခြင်းပေါ့နော်အဲကြောင့်ကျွန်မပြန်လဲပြီးတော့ဘလို့အချိန်တွေပဲဖြစ်ဖြစ်ပေါ့ဖခင်ငါ့ကိုစိတ်ချလို့ခိုင်းတာပဲလေမရရအောင်တော့တွားမယ်ဆိုတဲ့ဆုံးဖြတ်ချက်ချထားတာနော်ပြီးတဲ့အခါမှာဖခင်လက်ထဲကိုအပ်လိုက်တယ်အဲ့ချိန်မှာဖခင်ကဘေစကားလေးရောက်လာလဲဆိုတော့စာလံ34